ညာရေးနဲ့ပတ်သက်ပြီးတော့ဗျာဒါကျွန်တော်ရဲ့အမြင်လေးကိုဒါတင်ပြရခြင်းဖြစ်ပါတယ်။ဟာလားတိုက်ပြည်တစ်ခုတိုးတက်ဖို့ဟာပညာရေးဒီအရေးကြီးတဲ့ကဏ္ဍတစ်ရပ်ကနေပါဝင်နေပါတယ်။ပညာရေးတိုးတက်ပြောင်းလဲမှာပညာရေးတိုးတက်မှာလူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ပညာရေးတိုးတက်ခြင်းဒီတိုက်ပြည်ဖွံ့ဖြိုးခြင်းနဲ့ဓာတ်ရိုက်ကိုစားချိုးပြပါတယ်။ဒါနိုင်ငံတော်အစိုးရအဆက်ဆက်ပေါ့နော်ဒါပညာရေးကိုပြုပြင်ပြောင်းလဲလာတာဖြစ်ပါတယ်ကျွန်တော်တို့ငယ်တုန်းကဆိုရင်သင်ခဲ့တဲ့သင်ကြားတဲ့စနစ်နဲ့တော့မတူတော့ဘူးပေါ့နော်အခုနောက်ပိုင်းဆိုရင်ဒါ KG Plus 12ဆိုတဲ့သင်ရိုး KG Plus 12ဆိုတဲ့စနစ်ကြီးကိုပြုပြင်ပြောင်းလဲတိုက်တယ်အဲဒီ KG Plus 12မှာဘာသာရေးတွေကအရင်ကကျွန်တော်တို့သင်ခဲ့သလိုပဲဘာသာရေး6ခုအပြင်ပေါ့နော်ထပ်လောက်ပြီးတော့ဘာသာရေးတွေဖြစ်တဲ့ဒါကာယဆိုလဲအဓိကဘာသာရေးတစ်ခုအနေနဲ့သင်ကြားဖို့အတွက်ရေးဆွဲထားတယ်။နောက်ဇာရိတာတို့ဘဝထွက်တာတို့လူမှုရေးတို့ဟလာအနုပညာဂီတအနုပညာပကြီးအဲ့ဒီဘာသာရေးတွေကိုတကယ်လို့ဘာသာရေးကြီးတစ်ခုအနေနဲ့စာအုပ်တဲ့ပုံလေးစာအုပ်တွေထုတ်ပြီးတော့နိုင်ငံတော်ကလည်းအကုန်လုံးအခမဲ့ဖြန့်ဝေပါတယ်။ဒါမှကျွန်တော်တို့ဝမ်းနေစရာကောင်းတာတစ်ခုကတော့အဲ့ဒီဘာသာရေးတွေကိုတော်တော်များများချောင်းမှမသိတာကျွန်တော်တွေ့ရတယ်ဗျအဲဆိုဘာလဲဆိုတော့တချို့ចောင်းသားတွေစီမှာလည်းပထမဆုံးចောင်းသားတွေဖြန့်ဝေလိုက်တဲ့ပထမဆုံးတစ်လားနှစ်လားပေါ့နော်အဲ့ဒီလောက်ထိတော့သူတို့လက်ထဲမှာရှိတယ်ကြာရင်တော့ចောင်းသားအများစုတွေစီမှာဆယ်လပိုင်းလောက်ရောက်တော့လို့ရှိရင်ကျောင်းသားအများစုမှာအဲ့ဒီပုံလေးစာအုပ်တွေပကြီးတို့ကာယတို့ဇာရိတာတို့ကတော်တော်များများမရှိတော့ဘူးတချို့ဆိုလေကျောင်းသားတွေဆိုလေကျောင်းမှာဒီတိုင်းပဲသူရဲ့ desktop ထဲမှာထားခဲ့တယ်ချို့ကြတော့လည်းအိမ်မှာထားရင်းနဲ့ပျောက်သွားတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဆရာမတွေအဲ့ဒီဘာသာရေးတွေကိုမသိလို့ဖြစ်ပါတယ်အဲဆိုဒါကျွန်တော်တကယ်လက်တွေ့နေရလို့လားဒီလိုပြောရခြင်းဖြစ်ပါတယ်အဲဆိုဘာလဲဆိုတော့ဆရာမတွေကအဲ့ဒီခုနလိုပဲဇာရိတာတို့ပကြီးတို့တင်ရမယ့်အချိန်မှာဟလာအဲ့လိုတင်ရမယ့်အချိန်မှာသူတို့ကစာမေးပွဲကိုအကြောင်းပြပြီးတော့ဟလာတင်ရိုးတွေနောက်ကျနေပါပြီဆိုတော့အကြောင်းပြချက်နဲ့သူတို့ရဲ့ဘာသာရပ်တွေဖြစ်တဲ့အဓိကဘာသာရပ်ဖြစ်တဲ့အင်္ဂလိပ်စာတို့မြန်မာစာတို့သင်ချာတို့ကိုခုန subject တွေနေရာမှာအစားထိုးပြီးတော့သင်ကြားတဲ့အတွက်ကြောင့်အဲ့ဒီဘာသာရပ်တွေကသူတို့ကတစ်ပတ်မှာဗျာ2ချိန်လောက်ပဲသင်ရတာ2ချိန်ပဲရှိတာအဲဆို2ချိန်စလုံးမှာတစ်ခါကြာတစ်ပတ်လုံးမသင်ရဘူးခါကြာ2ပတ်လုံးမသင်ရဘူးဆိုတော့သူတို့ကစာအုပ်တွေလည်းမရှိဘူးလားတော့အဲ့ဒီစာအုပ်တွေကိုဟာလာအိမ်မှာထိုင်အကြောင်းမှာထိုင်နေဒီလိုပဲပျောက်သွားတယ်ဆိုတော့တော်တော့ရင်လေးစရာကောင်းတယ်ဗျနိုင်ငံတော်ကနေပြီးတော့ဟာလာပတ်စံတွေအကုန်ကြားခံပြီးတော့ curriculum တွေရေးဆွဲတာကိုကျွန်တော်တို့ပညာရေးဝန်ထမ်းတွေကဒီလိုမျိုးလုပ်နေတာဟာဒါတိုက်ပြည်အတွက်အမတန်မှနင့်နာဆုံးရှုံးမှုတစ်ခုပါအဲကြောင့်မို့ကျွန်တော်တို့အစိုးရဆက်ဆက်ကဘယ်လောက်ပဲပညာရေးကိုပြုပြင်ပြောင်းလဲနေလို့ပဲပြောကျွန်တော်တို့ကိုယ်၌ဖြစ်တဲ့ဆရာမတွေပညာရေးဝန်ထမ်းတွေကပါဝင်ပူးပေါင်းမှုမရှိဘူးဆိုရင်အဲ့ဒီပညာရေးစနစ်ကဘယ်လောက်ပဲပြုပြင်အောင်မြင်မှာမဟုတ်ပါဘူးအဲကြောင့်မို့ကျွန်တော်တို့ကိုယ်တိုင်ပြုပြင်ပြောင်းလဲရမှာပါဟုတ်လားအဲ့လိုမျိုးမပြုပြင်ပြောင်းလဲရင်အနာဂတ်တရခံဟာကျွန်တော်တို့ဆရာမတွေဖြစ်ပါတယ်ကျွန်တော်တို့ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဗလာ9တန်းဆိုတော့ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်ဗလာ9တန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ခုနဘာသာရေးတင်မှာဗလာ9တန်းတွေဖွံ့ဖြိုးဖို့အတွက်ဟလာအဓိကအကြောင်းအရာတွေတကယ်စိတ်ဝင်စားစရာကောင်းတဲ့တကယ်အဓိကအချက်တွေဆိုတာစာအုပ်ကိုဖတ်ကြည့်လိုက်တကယ်အမတန်မှအရေးကြီးတဲ့အမတန်မှတန်ဖိုးရှိတဲ့စာပေတွေဖြစ်ပါတယ်အဲ့ဒီစာပေတွေကိုဟာလာဒီလိုပဲမတင်ပေးနဲ့ခြောက်ထိုးထားမယ်ဆိုရင်ကျွန်တော်တို့ဘလောက်ပဲပြုပြင်ပြောင်းလဲလဲကျွန်တော်တို့ပညာရေးကတိုးတက်လာမှာမဟုတ်ပါဘူးအဲကြောင့်မို့အခုလက်ရှိအစိုးရဆိုရင်ဒါလေတန်းကနေစပြီးတော့ဇာဝါစက်မှုတို့စက်ပြိုးရေးတို့မွေးမြူရေးတို့ကိုဒါသင်ကြားမယ်လို့တော့သိရတယ်ဗျကျွန်တော်တို့ကတော့တကယ်ဝမ်းသာပါတယ်ဂုဏ်လေးယူပါတယ်ကြိုလေးကြိုဆိုပါတယ်တိုက်ပြီးဒီကျွန်တော်တို့နိုင်ငံကြီးဒါစက်ပြိုးရေးနဲ့ပတ်သက်တဲ့စိုက်ပျိုးရေးကိုအဓိကထားတဲ့နိုင်ငံတကာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးနဲ့ပတ်သက်ပြီးတော့အခြေခံအချက်လေးတွေကိုတော့တည်ထားသင့်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျအဲကြောင့်မို့ဒီဘာသာရေးတွေကိုဒါထည့်ပြီးတော့ဒါသင်
ရိုးရေးဆွဲထားတာကိုကျွန်တော်တို့ဝမ်းသာပါတယ်ဒါပေမဲ့လို့ဗျရှေ့ကကျွန်တော်ပြောခဲ့သလိုပဲဆက်လက်ပြီးတော့အရင်ရေးဆွဲခဲ့တဲ့တင်ရိုးလိုမျိုးဆက်ပြီးတော့ခြောက်ထိုးထားမယ်ဆိုရင်အစိုးရကလည်းဘလောက်ပြီးအကုန်ကြခံပြီးတော့ပြုပြင်ပြောင်းလဲလဲကျွန်တော်တို့ပညာရေးဝန်ထမ်းဆရာမတွေသင်ကြားတဲ့ဆရာမတွေအဲ့ဒီဘာသာရေးတွေကိုမသင်ပေးတဲ့အဲ့ဒီဘာသာရေးတွေနေရာမှာအစားထိုးပြီးတော့ကျန်တဲ့ဘာသာရေးကိုသင်နေမယ်ဆိုရင်တော့ကျွန်တော်တို့ပညာရေးတော့ဘယ်တော့မှပြောင်းလဲတိုးတက်လာမှာမဟုတ်ပါဘူးအဲကြောင့်မို့ကျွန်တော်တို့ဆရာမတွေကဟာလာနိုင်ငံတော်ရဲ့ဥဆောင်လမ်းညွှန်မှုအောက်မှာကျွန်တော်တို့ကပါဝင်ပူပေါင်းရမယ်ကျွန်တော်တို့ပါဝင်ပူပေါင်းပြီးတော့ကျွန်တော်တို့ရဲ့ចောင်းသားတွေကိုဗလာ9တန်နဲ့ပြည့်စုံတဲ့ចောင်းသားចောင်းသူတွေဖြစ်အောင်ကျွန်တော်တို့ကစီယုံတင်သွင်းရမယ်ကျွန်တော်တို့သင်ပြရမယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ခံရတဲ့အနေနဲ့မိဘဆရာပူပေါင်းတပည့်ပညာကောင်းဆိုသလိုပဲကျွန်တော်တို့ဆရာတွေနဲ့အလားចောင်းသားမိဖတွေနဲ့ပူပေါင်းပြီးတော့ចောင်းသားတွေကိုဘလို့သင်ကြားသင်ယူရမယ်ဆိုတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုတွေလည်းကျောင်းမှာလုပ်ရပါမယ်အဲ့လိုမှမလုပ်ဘူးဆိုရင်ကျွန်တော်တို့ဟာလာရှေ့ကပြောသလိုပဲဘာသာရေးတွေအဓိကဘာသာရေးတွေကိုပဲဦးစားပေးပြီးတော့သင်နေလို့မရပါဘူးအခုရေးဆွဲထားတဲ့ဘာသာရေးတွေဖြစ်တဲ့ဒီဇာရိထာတို့ဟာလာဘဝတတာတို့အခုဆက်လက်ပြီးတော့သင်ကြားရမယ်စိုက်ပျိုးရေးမွေးမြူရေးတို့ပကြီးတို့ဂီတာတို့ကာယတို့ဒီလေအဓိကဘာသာရေးတခုဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းသားတွေဗလာ9တန်ပြည့်စုံဖို့အတွက်ဗလာ9တန်ပြည့်ဝဖို့အတွက်အဲ့ဒီဘာသာရေးတွေအဓိကအရေးကြီးပါတယ်